Hello မင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ကျွန်တော်ရဲ့ဘဒူမင်းThomas ရဲ့ပုံဆွဲထားတာဖြစ်ပါတယ် Bro Thomas ဒီဗီဒီယိုကိုပြင်ပါစီဒီမှာကတော့ Thomas ရဲ့ပုံလေးကိုကျွန်တော်ဆွဲထားပါတယ်ဒီမှာက Thomas ရဲ့သူ့ညီနဲ့ဘောလုံးကန်နေတဲ့ပုံကိုဆွဲထားပါတယ် Okay ဒီနှစ်ပုံမြင်ပြီးကျွန်တော်ကိုဒီနှစ်ပုံကိုမြင်ပြီးကျွန်တော်ကိုဖာလဲဆိုတော့အဲ့ပုံလေးတွေကို like တစ်ချက်စီပေးသွားပါအောင်လို့ Okay bye bye